ထိုင်းမှာကားတစ်စီးရလာတယ်ဈေးလည်းရမ်းမကြီးဘူးဒါပေမဲ့ကားဆောင်အုပ်ပြောင်းနေတယ်ဟိုနာကမစီးတော့ဘူးမေးသွားလို့ပြေးလိုက်တယ်အခုမိတ်ဆွေသိချင်တဲ့အကြောင်းအရာကဒီကားကိုလိုင်စင်ပြန်ဝင်လို့ရမလားဒါမှမဟုတ်လုံးအောင်မရနိုင်ဘူးလားဆိုတာဖြစ်ပါလိမ့်မယ်အဲ့ဒါဆိုဒီဗီဒီယိုကိုမကြည့်ပဲဆက်စီးနေပြီတကူဖြစ်ရင်ဖိုင်ပေးရအောင်တင်မကပဲနဲ့အစီအတန်းမှာဖြစ်ခဲ့ရင်ကြီးမားတဲ့ပြဿနာတစ်ခုပါဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတာကိုတစ်ချက်ချင်းစီရှင်းပြပေးပါမယ်။ပထမဆုံးသိထားမှာကလိုင်စင်မရှိဘူးဆိုတာမျိုးစား၃မျိုးဖြစ်နိုင်ပါတယ်။ပထမတစ်မျိုးကစာအုပ်ပြောက် book loss ဖြစ်တာပါ။ဒီ case ကဖြစ်ရှင်းရအလွယ်ကူဆုံးပေါ့နော်။ owner book ပြောက်သွားတာဆိုရင် duplicate book ပြန်လုပ်လို့ရနိုင်ပါတယ်။ဒါပေမဲ့ register owner စာအုပ်ထဲမှာနာမည်ပါတဲ့သူကိုယ်တိုင်လုပ်ပေးရပါမယ်။လိုအပ်တာတွေကနိုင်ငံခြားသားဆိုရင် passport, visa, residence certificate ထိုင်းနိုင်ငံသားဆိုရင် owner ID လိုအပ်ပြီးတော့နောက်ထပ် police report စာအုပ်ပြောက်ကြောင်းနဲ့ land transport office မှာပါရှောက်လာသွားတင်ရပါတယ်။ owner ကပြပရောက်နေရင် power of attorney နဲ့လုပ်နိုင်ပါတယ်။ owner မရှိရင်တော့ legal way နဲ့လုပ်ဖို့မလွယ်ပါဘူး။ဒုတိယတစ်မျိုးက tax မပေးတာနှစ်ကြာသွားလို့ registration expire ဖြစ်သွားတာပါ။ထိုင်းမှာ tax မပေးတာ3နှစ်ကျော်ရင် registration cancel ဖြစ်သွားပါတယ်။ဒီလိုဆိုရင် vehicle inspection လိုနိုင်တယ်။ fine ပေးရမယ်။နောက်ဆုံးမှ re-registration ပြန်လုပ်လို့ရနိုင်ပါတယ်။ tax မပေးတာက fine ပေးရရုံတင်မဟုတ်ပါဘူး။ accident ဖြစ်ရင် insurance cover မဖြစ်ပဲနောက်ဆုံးမှ9%နဲ့ကိုဖြည့်ရှင်းရနိုင်ပါတယ်။ဒီကိစ္စမှာလည်း owner document ကလိုအပ်ပါသေးတယ်။တတိယတစ်မျိုးက owner အမည်မပြောင်းထားတဲ့အမျိုးအစားဖြစ်ပါတယ်။အခုလိုင်စင်အကြောင်းမေးထားသူရဲ့ case နဲ့ဆိုင်တာကဒီအကြောင်းအရာတွေပါဝင်ပါလိမ့်မယ်။ကား owner ပုံမှာကတတိနာမည်နဲ့ဖြစ်နေသေးပြီး transfer လည်းမလုပ်ရသေးဘူး။စာအုပ်ကလည်းပြောင်းနေတယ်။ဒီလိုဆိုရင်ကားကိုမိတ်ဆွေရဲ့နာမည်နဲ့လိုင်စင်ပြန်ဝင်ခြင်းနဲ့ဆိုရင်အရင်ဆုံး duplicate book ကိုလုံးအဲ့အပြီးမှာ transfer ownership ကိုဆက်လုပ်ပြီးတော့ tax နဲ့ insurance ကိုပေးဆောင်ဝင်နိုင်မှာဖြစ်ပါတယ်။ owner book ပိုင်ရှင်ကပူပေါင်းမပါဝင်ပေးနိုင်ရင်တော့ legal way နဲ့လုပ်ဖို့မလွယ်ပါဘူး။ဆိုင်မပြေဆုံးမဲ့နီးနီးနားပဲသွားမယ်ဆိုပြီးမောင်းနေတာက police check ဖြစ်ရင်ဖမ်းပေးရမယ့်အပြင် accident ဖြစ်ရင်လည်း insurance claim မရနိုင်ပါဘူး။နောက်ဆုံးအနေနဲ့ criminal case အထိပါဖြစ်သွားနိုင်ပါတယ်။ကားကမိတ်ဆွေရဲ့နာမည်မဟုတ်ရင်တော့ပြဿနာကမိတ်ဆွေအပေါ်ကျလာနိုင်ပါတယ်။ကားမြေပေါင်းဖိုင်ရှင်ဘယ်လိုလဲဆိုတာတဲ့ကားမောင်းနေတဲ့သူကပိုတာဝန်ရှိပါတယ်။ဖြစ်ချင်းလို့ရနိုင်တာက owner နဲ့ဆက်သွယ်ရှိသေးလား owner ID copy ရနိုင်လား owner က land transport office သွားပေးနိုင်လား yes ဆိုရင်တော့ပြန်လုပ်လို့ရနိုင်ပြီးတော့ no ဆိုရင်တော့ risk အရင်များပါတယ်။ထိုင်းမှာကားကိုဈေးသက်တာလို့ဝယ်ရလွယ်ပါတယ်။ဒါပေမဲ့စာရွက်ကိုတခြားမစပဲဝယ်လိုက်ရင်နောက်ဆုံးမှာ scrap ပဲဖြစ်သွားနိုင်ပါတယ်။အဲ့ဒါကြောင့်ကားမဝယ်ခင်စာအုပ်ရှိလား owner နာမည်ဘယ်သူလဲ tax step ဘယ်လိုလဲတခြားစစ်ဆေးဖို့လိုအပ်တာပါ။ဒီ၃ချက်ကိုတခြားမစပဲနဲ့တော့ကားမဝယ်သင့်ပါဘူး။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်မိတ်ဆွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းပြီးကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆက်လက်မျှဝေပေးသွားမှာမို့လို့ရှောင်း H Auto ကို like subscribe နဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပါခင်ဗျာ။